နော်စားနေကြမာလာထန်ဆိုင်လေးရှိရပါတော့လောက်ကြိုးစားနေပါလေအဘရာဆိုပါအားလုံးမင်္ဂလာပါကျွန်တော်ကတော့အာကီဖြစ်ပါတယ်ပေါ့နော်ဒီနေ့ကတော့အလုပ်ပြီးသွားပြီပေါ့နော်လုပ်ပြီးသွားတော့အခုတော့လောက်ကနေရှီမိုတိုရီကနေပြန်မယ်ပြီးလို့ရှိရင်နည်းနည်းမုတ်လေးပါလေးဝယ်စားမယ်ပေါ့နော်ရှီမိုတိုရီရဆိုရင်တော့ပေါ့နော်ဒီခုမမတော်မှာလူတော်စီရလို့ပြောလို့ရတယ်အများလူပြက်တယ်လို့မရှိဘူးပေါ့နော်24နာရီလမ်းလျှောက်နေတဲ့လူတွေကအများကြီးတွေ့ရတယ်ပေါ့နော်နောက်ဆိုင်ကတော့ဒီရှီမိုတိုရီရဲ့အပေါ်ဘက်လမ်းဆိုတော့ကြောင့်မလို့နည်းနည်းလူကတော့အဲ့လောက်တော့မလာဘူးပေါ့နော်ဒီလမ်းထဲမှာဖွင့်ထားတဲ့ဆိုင်ဆိုတော့တော်တော်လုံးရှုပ်တယ်ဒီနေ့ကျွန်တော်9ပတ်မို့ဝယ်စားမလို့စဉ်းစားထားပါတယ်9ပတ်မို့ကရင်တစ်ခါကတော့စားဖို့တယ်ပေါ့နော်ဒါပေမဲ့အခုက2ကြိမ်ပေါ့နော်ဒုတိယအကြိမ်ထပ်ပြီးတော့စားမယ်ပေါ့နော်ဒီဆိုင်လေးကရှီမိုတိုရီမှာနာမည်ကြီးတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့နော်လေရတစ်ခေါက်စားဖို့တယ်တော်လေးရတာရှိပေါ့အထဲမှာပေးရတာပါတာလေးကတော်တော်စားလို့ကောင်းတယ်ဒီတစ်ခေါက်လည်းအဲ့ဒီဟာလေးပဲထပ်ပြီးဝယ်စားရင်ကောင်းမလားကျွန်တော်စဉ်းစားနေပါတယ်ဂျပန်ရဲ့ culture ဆိုတဲ့အတိုင်းပဲပေါ့ဖန်စီဆောင်ရပါတယ်ရှေ့မှာ2ယောက်ရှိတယ်နည်းနည်းတော့ကြာတယ်အများကြီးမှာနေရတာတော့မသိဘူးရှေ့ဝင်ရတော့ဒီကိုこれを一つお願いします。一つと芋のスイートポテトラーシです。ありがとうございます。高級のパンの名前書いてあるです。ありがとうございます。ありがとうございます。これラビーボの。တော့စားလို့ကောင်းတယ်ကျွန်တော်အဲ့ red bean ပါတဲ့ဥစားလေးကိုပို့ပြီးတော့ကြိုက်ရအောင်ချိုပြီးတော့စားရတာအရင်ကောင်းတယ်ဒီကြားလေးပါထည့်ထားတာတော့မသိဘူးပေါ့နော်ဒါပေမဲ့တော်တော်လေးတော့စားလို့ကောင်းတယ်လုပ်ပြီးတော့အဲ့လိုပင်ပန်းနေတဲ့အချိန်တွေပါဆိုလို့ရှိရင်အဲ့လိုချိုတဲ့ဟာလေးတစ်ခုခုစားလိုက်လို့ရှိရင်စိတ်ထဲမှာနေလို့ကောင်းပါတယ်ပေါ့နော်ဒီ point ကိုပြေးကူဖို့လို့တော့ဒီ point မမီတော့ပါဘူးหนีသွားပါတယ်ဒီနေ့ကရာသီဥတုကတိတ်မကောင်းဘူးเนาะဒီနေ့ကမိုးရွာတယ်เนาะနောက်ကောင်မလေးရှိတဲ့ဆိုင်ကိုသွားနေရပါတော့သူနဲ့အလုပ်တူပြန်ပြီးလို့ရှိရင်ဆိုင်ရန်သွားပြီးတော့အခုကိုဝယ်စားမှာပေါ့နော်အခုဝယ်စားမှာဖြစ်ပါတယ်ဒီတော့တွေးမိတာပေါ့ vlog ရိုက်တယ်ဆိုတာကင်မရာလေးတစ်လုံးရှိလို့ရှိရင်ကင်မရာလေးထောင်ဗီဒီယိုလေးရိုက်စကားလေးပြောရင်လည်းပြီးပြီထင်တာပေါ့နော်တကယ်ကြတော့အဲ့လောက်ထိထင်သလောက်တော့မလွယ်ဘူးဘာတွေပြောရမလဲဆိုတာလဲစဉ်းစားရတယ်ပေါ့နော်ပြီးတော့လက်တန်းပြောရတာဆိုတော့နည်းနည်းလေးဘယ်လိုပြောရမလဲအချက်တဲလေးရရှိရပါတော့အဲ့တဲ့ပို့ဆိုတာကလူကြားထဲမှာစကားပြောရမှာရှက်တာမျိုးပေါ့နော်ဘာလို့လဲဆိုတော့ဘယ်နေရာကြီးပတ်လည်မှာခုပေးနာမှာလူတွေရှိရနော်ဒါပေမဲ့တခုသတိထားမိတာကျတော့အဲ့လိုမျိုးကော့လုံးချင်တာလုပ်နေပါနော်လူတိုင်းကသူတို့ဖုန်းပဲသူတို့ကြည့်နေအများကြီးပါနော်အဲ့တော့ဘာမှသိပြီးတော့တခြားပြန်တွေးကြည့်ဘာမှသိပြီးရှက်စရာမရှိပါဘူးအခုလာနေတဲ့လမ်းမှာညာဘက်ချမ်းမှာပေါ့နော်နော်စားနေကြမာလာထန်ဆိုင်လေးရှိရပါတော့အဲ့မာလာထန်ဆိုင်ကဆိုင်ခွဲတွေလည်းအများကြီးပဲပေါ့နော်တော်တော်များတာဒါပေမဲ့ကျွန်တော်ရောက်ဘူးတာတော့ဒီတစ်ဆိုင်ပဲရောက်ဘူးသေးတယ်ပေါ့ဒီမာလာထန်ဆိုင်ကတဲ့ဆိုင်ပေါင်း6000ကျော်ရှိအဲ့ဆိုင်ပေါင်း6000ကျော်ရှိတဲ့ထဲကတစ်ဆိုင်ပေါ့နော်ရတာကတော့ပြောရမယ်ဆိုလို့ရှိရင်စီတွေပါအရန်မများဘူးပေါ့နော်နည်းနည်းတော့ပေါ့တယ်အမေအရန်ကိုရတာလေးပင်ကြိုက်တဲ့လူဆိုလို့ရှိရင်တော့တိတ်ပြီးတော့ကရင်တွေ့မှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကတော့အဲ့လောက်ထိအလေးစားတာတွေပါမဟုတ်တော့ဒီကျွန်တော်လည်းစီများလို့ရှိရင်တိတ်မကြိုက်ဘူးပြအရန်လေးနေလည်းမကြိုက်ဘူးအဲ့တော့ဒီဆိုင်လေးကတော့ကျွန်တော်ပါစံနေကတော့ကြိုက်တယ်ဒါမှမကြခင်ရောက်တော့မယ်ပေါ့နော်ဆာကူရာမချီရဲ့ဆိုင်ကိုရောက်ပါတော့မယ်အမှကျွန်တော်ကောင်မလေးကိုတော့သွားပြီးတော့ဂျိုမယ်ပြီးတော့ဝယ်လာတဲ့ဒီ9ပေါင်မို့ပေါ့နော်ထိုင်ရကီအဲ့ရကီလေးကိုငါ2ခုဝယ်လာဆိုတော့တယောက်တစ်ခုပေါ့ခုဟိုရှေ့မှာမြင်နေရတာဆာကူရာမချီပေါ့နော်အဲ့ဆာကူရာမချီရဲ့ဒီ B1 floor ပေါ့နော်မြေညီတက်မှာပေါ့နော်နောက်ကောင်မလေးကအလုပ်လုပ်နေပါတော့တွေ့မှာဖြစ်ပါတယ်တော့မီးရောင်နေနဲ့လှနေတဲ့ဆာကူရာမချီပေါ့
ကဲတော့ sakura မရှိတယ်ဝင်ရေရောက်ပြီလောက်ကြီးစူးစမ်းနေပါလေလောက်ကြီးစူးစမ်းနေပေါ့ဒီမဲ့ချိန်မီလိုက်ဘူးချိန်မီလိုက်ဘူးမဝယ်လာ ငါးကောင်မဝတ်ဆို ပြောနော်အားစားဝင်ပြန်ညတစ်ခုတစားပါ သူများလာတော့မကောင်းကတ်လို့ပြီးအဲ့ပိုင်း အဲ့ဘက်ကတ်လို့မှာကွက်တီရိုထည့်မှာမျက်နှာကြီးကြီးနေတာရှေ့မှာစူပါမားကတ်ရှိရပါတော့ဆာကူရာမချီစူပါမားကတ်မှာတောက်ဆရာတွေတော့ရပါတော့အနက်ကကောနကန်ကြီးတွေတောက်ဆရာတွေပါရှိမှာပေါ့ပုံမှန်ဆိုရင်တော့ကျွန်တော်ကအချိုးတွေပါတော့အချိုးတွေပါတောက်တာအဲ့လိုမကြိုက်ဘူးပုံမှန်ဆိုရင်တော့သူချတောက်တယ်ပေါ့နော်သူချဆိုရင်တော့အဲ့ထဲမှာဥရုံချဥရုံချရောက်ခါစားတော့ဥရုံချလို့ပေါ့တောက်တယ်အခုကကျတော့ Jasmine ပဲတောက်တယ်ပေါ့နော်ဒီမှာဟောဆိုလို့ရှိရင်ဒီကောင်လေးကဂျပန်ရောက်ခါစားတော့ဆိုရင်ဒီကောင်လေးကနာမည်ကြီးရပါတော့အိုချာဆိုလို့ရှိရင်ဒီဟာပဲတောက်ကြတယ်ဒီကောင်ကျတော့နည်းနည်းလေးပိုခါအမေစနော်ဒီဟာလေးကျွန်တော်ကြိုက်ခဲ့ပေါ့နော်တော်တော်လေးအခုလောလောဆယ်ကျွန်တော်ဆွဲနေတာဒီ Jasmine tea ပေါ့နော် Jasmine ချလို့ခေါ်ဒီကောင်ကစပယ်ပန်းလို့ဘာလို့ပေါ့နော်အဲ့လို Jasmine ဆိုတော့အဲ့အနိုင်ရလုံးမှုေးနေပါတော့ဒါပေမဲ့တောက်ချင်းတော့အန်ဂျင်သလိုကြီးဖြစ်နေဆိုရင်အခုကတော့ဒါကြောက်ရတယ် Jasmine tea ဝယ်မှာပါဒါလေးတောက်တဲ့လူရှိလားမသိဘူးနော်တောက်ပြီးတော့မှကင်မစီဝါရီဆိုပြီးဖြစ်တဲ့လူတော်များမယ်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါကြီးကြိုက်တယ်ငါတီးနှံနေရတော့အဲ့လောက်ထိဈေးကပုံမှန်ပဲပေါ့နော်ဈေးတက်နေတဲ့ထဲမှာတော့မပေါဘူးဈေးဒီရောင်းရဆန်လို့ခေါ်တယ်ပေါ့နော်အတီးရဟင်းတီးဟင်းရတီးတဲ့ရောင်းတဲ့ဆိုင်ပေါ့နော်အဲ့မှာဝယ်တာကဈေးအတန်ဆုံးပဲရောင်းရဆန်တော့အဲ့မှာတော့ဝယ်တယ်အသားငါးတွေဆိုလို့ရှိရင်ဘယ်ဆန်တိုင်လဲပေါ့နော်တို့တနေရာထဲမှာစုပြုံပြီးတော့ဈေးဝယ်တာမဟုတ်ပဲနေဟိုချွေတာချင်းတဲ့လူတွေတော့ကဘယ်လိုပြောရမလဲဒီဆိုင်မှာဆိုလို့ရှိရင်အသားငါးတွေကဈေးတန်တယ်ဟိုဆိုင်မှာဆိုရင်တီးချက်တွေကဈေးတန်တယ်အဲ့လိုမျိုးလေးကိုကရှာထားဆိုတော့ဈေးဝယ်မယ်ဆိုလို့ရှိရင်အဲ့လိုခွဲပြီးတော့ဝယ်တာပေါ့နော်ဆိုင်ထဲမှာပြုံပြီးတော့မဝယ်ဘူးပေါ့နော်အဲ့ဒါတော့အကောင်းဆုံးချွေတာနီးပါပဲလို့ခုတော့ဒါငွေရှင်းမှာတော့ပဲ開運商品のバーコードをスキャナーに近づけて登録を行ってください。合計点数が1点です。お支払い金額を確認し、お金よろしければ画面の会計するボタンを押してください。お釣りをお受け取りください。レシートをお受け取りください。ありがとうございました。レシートをここに入れていいですか大丈夫です失礼しましたありがとうございますありがとうございます皆さんのဗာလဲဆိုရင် GLPT ဆမ်ပွဲလေးနောက်3လပဲကြာမှာတော့တယ်နောက်3လပဲကြာတဲ့ကြောင့်မို့လို့အဆုံးကုန်စူးစမ်းကြပါလို့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကောင်း follow လေးတွေ like လေးတွေ share လေးတွေ please ကျေးဇူးပြုပြီးတော့ရရှိနိုယာကိုသွားပြီးတော့牛丼とサーモンမရှိနေရောက်ပြီ။ရင်ဥဆုံးသူおすすめလောက်ထားတဲ့ဟာတွေကိုရှင်ကြည့်ကြည့်။おすすめ。おすすめ見てみようおすすめမှာ牛丼နဲ့油そば。おこれ見ておまご飯大盛りまで普通まで大盛り。まで大盛りはもうね。オッケー終わりあまလိုက်တာလား။มาแล้วมั้ยဟိုပြပြဟာတခုရ။မောက်ဟာサイド。サイドは見よいらない。ああ。ဘာစားရလဲဆိုတော့牛丼နဲ့油そば。စားလို့နိုင်လို့လား牛丼のサイズが頭の大盛り並牛丼ကတော့များများစားတယ်大盛りオッケーだ油そばだいやほらご飯普通つゆだくつゆ抜き普通がいいオッケーOK 注文しましたမှာပြီးပါပြီရောက်လာလို့ရှိရင်ဆွဲပါတော့မယ်မာလာရောက်ပါပြီ share ပါပဲ
ဇာတိခါတာပါစားကြပါအောင်学不得，一大起。 ဟုတ်ပါဟုတ်ပြီ 塞那个刀。 อืมဒီလိုလေးမှမလို့ 没，那那个。 อืม 那 ရ 那。 စားတော့ကွာ 好了，perfect。ယူဆုံးကအစားလေးနဲ့တော့စားချင်တယ် ကောင်းဒီချာကြည့်美味しい。你看上过。